ဒေမီယန်ကလည်းခရစ်ကိုအခုဟာနာကအရေးကြီးတဲ့အချိန်တစ်ခုမှရောက်နေတာကြောင့်သူတို့တွေခုလိုမျိုးစကားအကြကြီးရပ်ပြောနေတာကဟာနာအတွက်ကတော့စိတ်ပူရတဲ့ဖြစ်ကြောင်းကိုပြောပြပါရင်ခရစ်ကလည်းမကြခင်သူ့ရဲ့မွေးဖွားလာတော့မဲ့ကလေးတွေအတွက်ကျင်းပပေးတဲ့အခုပွဲကိုတက်ရောက်လာပေးတဲ့အတွက်ကိုမှကျေးဇူးတင်ကြောင်းနဲ့အခုတော့ဧည့်သည်တွေအတွက်လည်းအစားအစာတွေကိုအေးစစ်စစ်သုံးဆောင်လို့ရပြီဖြစ်ကြောင်းပြောလိုက်ခဲ့ပြီးတော့ဒေမီယန်တို့ကိုသူတို့နဲ့အတူတူပွဲမှာပဲစားရအောင်လို့ပြောပြီးတော့နှစ်ဖွဲ့စလုံးကတော့စပွဲတစ်ခုတည်းထိုင်ကအစားအသောက်တွေကိုအရသာရှိရှိနဲ့ကိုမှသုံးဆောင်နေကြပါတော့တယ်နောက်နေ့မှာတော့ခရစ်ကလည်းအခန်းထဲမှာသူ့ရဲ့အလုပ်တွေကိုလုပ်ကရှုပ်နေတဲ့ချိန်မှာပဲဟာနာကလည်းရုတ်တရက်ကိုမှဘိုင်းနာလာတာကြောင့်အလုံးလုံးနေတဲ့သူ့ရဲ့ခင်မုန်းကိုလှမ်းခေါ်လိုက်ခဲ့ပါတယ်ခရစ်ကလည်းသူ့ရဲ့ဇနီးကိုဘာရီဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်တော့ဟာနာကလည်းသူအခုဘိုင်းအရန်နာနေတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ခရစ်ကလည်းသူ့ဇနီးရဲ့ပြောစကားကြောင့်ပဲစိတ်ပူသွားတာကြောင့်အမြန်ပဲဟာနာကိုကောက်ကြည့်လိုက်တဲ့ချိန်မှာတော့အဲ့ရပေါ်မှာသူတွေအများကြီးပြင်နေတာကိုမြင်လိုက်ရတာကြောင့်ခရစ်ကလည်းအခြေအနေတွေကိုနားလည်သွားခဲ့ပြီးတော့သူအခုဆေးရုံကိုအမြန်ပို့မှဖြစ်တာကြောင့်ခဏလေးကိုတောက်ခံထားဖို့ကိုပြောလိုက်ခဲ့ပါတယ်ခရစ်ကလည်းအိမ်ကနေဆေးရုံကိုရောက်ဖို့အတွက်ကားကိုအမြန်မောင်းနေပြီးတော့ဟာနာကလည်းသူအခုကိုအရန်ကိုဘိုက်ကနာကျင်နေပြီဖြစ်တာကြောင့်ဆေးရုံကိုမရောက်သေးဘူးလားဆိုပြီးတော့မေးကြည့်တဲ့အခါမှာခရစ်ကလည်းမကြခင်တော့ဆေးရုံကိုရောက်တော့မှဖြစ်တာကြောင့်သူ့ရဲ့ဇနီးကိုခဏလေးပဲတောက်ခံထားဖို့ပြောလိုက်ပြီးတော့ခဏကြာမှပဲဆေးရုံကိုရောက်ရှိလာခဲ့ပါတော့တယ်ခရစ်ကလည်းခွဲစိတ်ကန်းထဲမှာရှိတဲ့သူ့ရဲ့ဇနီးကိုကြည့်ကအရန်ကိုမှစိတ်ပူနေတာကြောင့်ဘီနာကနေကိုစောင့်နေတဲ့ခါမှာတော့ဒေါက်တာရန်ကုကလည်းသူတို့ကအခုဟာနာကို operation စလုပ်တော့မှဖြစ်တာကြောင့်လူနာရှင်ရဲ့စိတ်လေးအဆင်ပြေဖို့အတွက်အခုအခန်းထဲကနေကိုထွက်သွားပြီးဖို့ကိုပြောလိုက်ခဲ့ပါတယ်ခရစ်ကလည်းသူ့ရဲ့ဇနီးကအရန်ကိုမှစိတ်သက်တမ်းမာတာကြောင့်အခုအခြေအနေတွေကိုကောင်းကောင်းကြော်ဖြတ်နိုင်မှာဖြစ်ပြီးတော့သူ့ရဲ့ဇနီးလေးကလည်းအန်ရီရဲ့ကင်းဖို့အတွက်သူကိုယ်တိုင်ခွဲစိတ်ခန်းရဲ့အပြင်ဘက်မှာ operation တစ်ချိန်လုံးကိုထိုင်ပြီးတော့ဆူတောင်းနေပေးရမယ်လို့ပြောကမင်းနေတဲ့ဟာနာကိုလည်းအနံပေးလိုက်ခဲ့ပြီးတော့ခွဲစိတ်ခန်းထဲကနေကိုထွက်လာခဲ့ပါတော့တယ်ခွဲစိတ်ခန်းထဲမှာ3နာရီလောက်ကြာတဲ့အပြီးမှာတော့အခန်းထဲကနေကလင်းငိုတန်တွေကထွက်ပေါ်လာခဲ့ပြီးအဲ့ဒါကိုခရစ်ကလည်းကြားလိုက်ရတာကြောင့်အခန်းထဲကိုဝင်ကြည့်တော့မယ့်အချိန်မှာအခန်းထဲကဒေါက်တာကလည်းထွက်လာခဲ့ပြီးတော့လူနာရှင်ရဲ့ကလေး2ယောက်စလုံးကဘေးကင်းကြောင်းနဲ့ဒါပေမဲ့လို့တခုတော့ပြောစရာရှိကြောင်းကိုပြောဖို့လိုလိုက်ပေမဲ့လို့ဘယ်လိုပြောရမလဲမသိတာကြောင့်ဘာမှကိုဆက်မပြောဘဲထားလိုက်တဲ့အခါမှာတော့ခရစ်ကလည်းသူ့ကိုခုနကဘာပြောစရာများရှိလို့လဲဆိုပြီးတော့မေးပေမဲ့လို့ဒေါက်တာကတော့ဘာမှကိုမှပြောစရာမရှိကြောင်းကိုပြောလိုက်ပါတယ်ခရစ်ကလည်းအခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဇနီးကအဆင်ပြေပြေနဲ့ရှိနေတာကြောင့်ဝမ်းသာသွားခဲ့ပြီးတော့ကလေးရဲ့ဘက်ကိုကြည့်လိုက်တဲ့ချိန်မှာကလေးတယောက်ရဲ့မျက်လုံးကိုအကာအကွယ်နဲ့ကိုကွယ်ထားတာကြောင့်ခရစ်ကလည်းဘာလို့အဲ့လိုမျိုးလှုပ်ထားရတာလဲဆိုပြီးတော့ဆရာဝန်ကိုမေးလိုက်ပါတယ်ဒေါက်တာကလည်းအဲ့ဒါအတွက်အဖြေကိုတော့ဆရာဘာသာကြည့်လိုက်တော့မှပို့ပြီးတော့နားလည်သွားမှဖြစ်ကြောင်းကိုပြောတာကြောင့်ခရစ်ကလည်းကလေးကိုစစ်ကြည့်မဲ့အချိန်မှာဟာနာကလည်းခရစ်ကဖြစ်လာတာတွေကိုလက်ခံနိုင်ပါမလားလို့တွေးကစိုးရိမ်နေခဲ့ပါတော့တယ်ခရစ်ကလည်းကလေးရဲ့မျက်လုံးကိုကထားတဲ့အဝတ်ကိုဖွင့်လိုက်တဲ့ချိန်မှာတော့ကလေးရဲ့မျက်လုံးအယောင်ကမျက်လုံးတစ်လုံးချင်းစီမှာအယောင်တစ်မျိုးစီကိုကွဲပြားနေတာကြောင့်ခရစ်ကလည်းဒေါက်တာကိုဒီကလေးကသူ့ရဲ့ကလေးဆိုတာတေချာလို့လားဆိုပြီးတော့ဒေါသတကြီးနဲ့ကိုမှမေးလိုက်ခဲ့ပါတော့တယ်ဆရာဝန်ကလည်းဒီကလေးတွေကလူနာရှင်မင်္ဂလေးကိုရန်မွေးထားတဲ့ကလေးတွေဖြစ်တာကြောင့်ဆရာရဲ့ကလေးတွေဆိုတာ DNA စစ်ဆရာမလို့ပဲနဲ့တရားရဂိုင်နှုန်းတေချာကြောင်းကိုပြောလိုက်ခဲ့ပါတယ်ခရစ်ကလည်းဆရာဝန်ရဲ့စကားကြောင့်ပဲစိတ်တွေအရန်တုန်နေခဲ့ပြီးတော့အဲ့ဒီကလေးကသူ့ရဲ့ကလေးဆိုတာဖြစ်နိုင်စရာအကြောင်းမရှိနဲ့သူ့အနေနဲ့မိသားစုဝင်ဘဝလေးကိုရလာရင်တော့မှအဲ့ဒီဘဝလေးမှာပျော်ပျော်ရွှင်ရွှင်မနေရဘူးလားဆိုပြီးတော့တွေးကစိတ်ပြက်နေခဲ့ပါတော့တယ်ဟာနာကလည်းသူတို့ရဲ့ကလေးတွေကိုဘာတမဲပေးရင်ကောင်းမလဲဆိုပြီးတော့သူ့ရဲ့ခင်မုန်းကိုတိုင်ပင်ကြည့်တဲ့အခါမှာတော့ခရစ်ကလည်းကလေး2ယောက်စလုံးကို Ravensa နဲ့ Alaska လို့နာမည်ပေးမှဖြစ်ကြောင်းနဲ့အဲ့ဒီနာမည်ကိုသူ့ရဲ့ဇနီးလေးကရောသဘောတူလက်ခံလားဆိုပြီးတော့မေးလိုက်ပါတယ်ဟာနာကလည်းခရစ်ပေးတဲ့နာမည်ကသူတို့ရဲ့အမွှာကလေးလေး2ယောက်နဲ့အရန်ကိုမှလိုက်ဖက်တာကြောင့်လက်ခံကြောင်းပြောလိုက်ပြီးတော့မျက်လုံးအယောင်မတူတဲ့ကလေးကိုသူ့ရဲ့နားမှာဟာနာကချောသိနေတာကြောင့်ခရစ်ကလည်းအဲ့ဒီကလေးကိုသူ့နဲ့ဝေးဝေးမှထားဖို့ကိုပဲပြောလိုက်ပါတယ်အဲ့ဒီပြောစကားကြောင့်ပဲဟာနာကလည်းသူ့ရဲ့ခင်မုန်းကအခုချိန်ထိကိုမှသူတို့ရဲ့ကလေးကိုလက်မခံနိုင်သေးဘူးဆိုတာကိုနားလည်သွားတာကြောင့်ဟာနာကလည်းအလက်စကာလေးကိုအမေကပဲတခြားအားလုံးထက်ကိုမှပို့ပြီးတော့ဂရုစိုက်ပေးမယ်ဆိုပြီးတော့ပြောကကလေးကိုချော့သိမ့်နေခဲ့ပါတော့တယ်အိမ်ထဲမှာတော့ကလေးတွေရှိနေတဲ့ပြင်ကိုမှသူ့ရဲ့ဇနီးလေးကပါအခုထိကိုမှကောက်ကောက်မွန်မွန်မကြမ်းမှသေးတဲ့ကြောင့်ပဲခရစ်ကလည်းသူ့ရဲ့အလုပ်ကိုအိမ်ကနေပဲ work from home အဖြစ်ကိုမှကွန်ပျူတာနဲ့ပဲလုပ်ကိုင်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲ Alaska လေးကလည်းရုတ်တရက်ကိုမှထငိုလာတာကြောင့် Chris ကလည်းအလုံးလုံးနေတာကိုရက်လိုက်ပြီးတော့ကလေးကိုအငိုတိတ်သွားအောင်လို့တစ်ချက်ချော့လိုက်ပြီးတာနဲ့ချက်ချင်းပဲသူ့ရဲ့အလုပ်ကိုပြန်လုပ်နေပါတော့တယ်။ Chris ကလည်းသူ့အလုပ်ကိုဆက်ပြီးတော့လုပ်နေခဲ့ပြီးတော့ကလေးကလည်းအခုချိန်ထိကိုမှငိုနေသေးတာကြောင့်ဟာနာကလည်းအမြင်ပြေးလာကကလေးကိုထိန်းနေပေမဲ့လည်းအဆင်မပြေသေးပဲဖြစ်နေခဲ့ပါတယ်။ကလေးရဲ့ငိုတန်ကြောင့်ပဲသူ့ရဲ့အလုပ်ကိုလုံးဝကိုမှအာရုံစိုက်လို့မရတာကြောင့် Chris ကလည်းသူ့ရဲ့ဇနီးကိုကလေးငိုနေတာတွေကိုတိတ်အောင်မြင်လုပ်ပေးဖို့ကိုပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်း Chris ရဲ့ပြောစကားကြောင့်ပဲစိတ်တူသွားခဲ့ပြီးတော့ Chris ကလည်းအဲ့ဒါကိုရိမ့်မိတာကြောင့်အလုံးလုံးနေရာကနေကိုထလာကဘာလို့သူ့ကိုစိတ်ဆိုးနေရတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဟာနာကလည်း Alaska ကလည်းသူတို့ရဲ့ကလေးပဲဖြစ်နေတာဘာလို့ခွဲခြားပြီးတော့မုန်းနေရတာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ Chris ကလည်းအဲ့ဒီလိုမျိုးမျိုးလုံးမျိုးနဲ့ကလေးကသူတို့ရဲ့ကလေးဆိုတာပြောရမှာနဲ့တင်ကိုမှတော်တော်လေးကိုရှက်ဖို့ကောင်းကြောင်းပြောလိုက်ပါတယ်။ ခရစ်တိုတွေကလည်းချင်းချင်းစကားတွေပြောနေကြပေမဲ့လို့ကလေးကအခုချိန်ထိကိုမှအငိုမတိတ်သေးတဲ့ပြင်ပို့ပြီးတော့ပါငိုလာတာကြောင့်ပဲခရစ်ကလည်းလုံးဝကိုမှတီးခန့်နိုင်စွမ်းမရှိတော့တာကြောင့်နားရီပေးလိုက်ရပါတယ်။
Chris ကလည်း Alaska ကတူတော်ကန်ဆိုးမှုတွေပဲယူဆောင်လာတဲ့ကလေးတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ဇနီးကိုလည်း Alaska လေးကိုမြ мян လေးကိုအငိုတိတ်အောင်လုပ်ဖို့ပြောကမဟုတ်ရင်လေမကြခင်သူ့ရဲ့နားတွေကွဲထွက်တော့မယ်ဖြစ်ကြောင်းပြောကကိုယ့်ရဲ့လုပ်ကိုပြန်လုပ်နေတာကြောင့်ဟာနာကလည်း Alaska လေးကိုတစ်ချိန်ကျရင်အဖေကလက်ခံနိုင်လာမှာပါလို့ပြောကနှစ်သိမ့်နေပါတော့တယ်ဟာနာကလည်းကလေးကိုချော့တိတ်နေရင်နဲ့ကလေးရဲ့ခန္ဓာကိုယ်ကအရန်ကိုမှပူလာတာကြောင့်ပဲသူ့ရဲ့ခင်မွန်းစီကိုအမြန်ပြေးသွားကသူတို့ကလေးလေး Alaska ကခန္ဓာကိုယ်တွေပူနေတာကြောင့်ဆေးရုံကိုအမြန်သွားမှဖြစ်မယ်ဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါတယ်Chris ကလည်းသူ့ရဲ့ဇနီးလေးကို Alaska လေးရဲ့အခြေအနေတွေအတွက်ဆေးရုံကိုတော့ driver နဲ့သာသွားဖို့နဲ့သူကတော့ referencer လေးကိုပဲအိမ်မှာစောင့်ရှောက်ထားလိုက်မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းသူ့ရဲ့ခင်မုန်းကိုနားမလည်နိုင်စွာနဲ့ပဲအခုလိုမျိုးသူ့ရဲ့ကလေးရဲ့အခြေအနေတွေကအရေးကြီးတာတော့မှ Chris အနေနဲ့ဆေးရုံကိုဘာလို့လိုက်မပို့တာလဲနဲ့ referencer ကိုလည်းအိမ်ကိုအတော်ကြီးကစောင့်ရှောက်နေတာကြောင့်စိတ်ပူစရာမလိုကြောင်းနဲ့ဆေးရုံကိုလုံးဝလိုက်မလာခြင်းနဲ့အကြောင်းရင်းကဘာလို့လဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ Chris ကလည်းအဲ့ဒီကလေးအတွက်နဲ့သူ့ရဲ့အချိန်တွေနဲ့အင်အားတွေကိုဖြုံးတိရမှာမဟုတ်ကြောင်းပြောပြပြီးတော့အလုပ်ကိုပဲဆက်လုပ်နေတာကြောင့်ဟာနာကလည်းသူ့ရဲ့ခင်မုန်းကိုဘာမှကိုမှဆက်မပြောတော့ဘဲနဲ့အခန်းထဲမှာရှိတဲ့ referencer လေးကိုအခုအမေကဆေးရုံကိုခဏသွားရမှာဖြစ်တာကြောင့်အချိန်ခဏလေးတော့အဖေနဲ့အတူတူနေရမယ်ပြောကအခန်းထဲကနေကိုထွက်လာခဲ့ပါတယ်ခဏနေတော့ဟာနာကလည်းဆေးရုံကိုရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့သားလေးကကိုရီအရန်ကိုပူနေကြောင်းပြောပြကဒေါက်တာကိုစစ်ဆေးခိုင်းလိုက်ခဲ့ပါတယ်Alaska လေးကိုစစ်ဆေးနေတဲ့ဒေါက်တာကလည်းဘေးနားမှာအမေတယောက်ပြစိုးရင်စေးကြီးစွာနဲ့အခြေအနေတွေကိုသိကျင်လို့စောင့်နေတဲ့ဟာနာကိုကလေးရဲ့ကျန်းမာရေးအခြေအနေတွေကအကုန်လုံးအဆင်ပြေကြောင်းပြောပြလိုက်တာကြောင့်ဟာနာကလည်းစိတ်သက်သာရသွားခဲ့ပြီးတော့ဆရာဝန်ကိုအခုလိုမျိုးတေချာလေးဂယူးတစ်ဆိုင်ကိုစစ်ဆေးပေးတဲ့အတွက်ကိုကျေးဇူးတင်ကြောင်းပြောလိုက်ခဲ့ပါတယ်။ညရောက်တော့ Chris ကလည်းအိယာရင်းမှအနားယူနေရင်းနဲ့ကလေးတွေကိုကြည့်နေပြီးတော့တခုခုကိုတွေးမိသွားတာကြောင့်ကလေးတွေရဲ့အနားကိုသွားကတေချာလေးကိုကြည့်လိုက်ပြီးတာနဲ့သူ့အမြဲအခန်းရဲ့ဘေးနားမှာစောင့်ထားလေးရှိတဲ့တနက်ကိုယူက Alaska လေးကိုပြစ်ဖို့ချိန်နေတာကိုမြင်လိုက်ရတဲ့ဟာနာကလည်းအိယာကနေကိုအမြန်ပဲထလာကတားဆီးလိုက်ခဲ့ပါတယ်။ဟာနာကလည်း Alaska လေးကိုအဲ့ဒီလိုမျိုးလုံရအောင်လောက်အထိကိုတွေးနေတာဆိုရင်တော့ Chris ရဲ့အခြေအနေတွေကတော်တော်လေးကိုမှစိုးနေပြီဖြစ်ကြောင်းပြောလိုက်တာကြောင့် Chris ကလည်းသူ့အနေနဲ့ဒီလိုမျိုးလုံးမသာကျန်တဲ့ဘဝတစ်လျှောက်လုံးအေးစစ်စစ်နဲ့နေလို့ရမှာဖြစ်ကြောင်းကိုပြောပြပါတယ်။ Chris ကလည်းတကယ်လို့ဟာနာအနေနဲ့ Alaska လေးကိုအဲ့ဒီလိုမျိုးလှုပ်တာကလက်မခံနိုင်ဘူးဆိုရင်တော့မိဘမဲ့ကေဟာကိုပို့ရမှာဖြစ်ကြောင်းပြောတဲ့အခါမှာဟာနာကလည်းသူ့အနေနဲ့ဘယ်တော့မှကိုယ့်ရဲ့သားတစ်ယောက်ကိုမိဘတစ်ယောက်အနေနဲ့စွန့်ပစ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်။ Chris ကလည်းတကယ်လို့သူ့ရဲ့ဇနီးသားသူပြောတဲ့အတိုင်း Alaska လေးကိုမိဘမဲ့ကေဟာကိုမထားဘူးဆိုရင်တော့ Alaska ရဲ့ကြံရှိနေသေးတဲ့ဘဝတစ်လျှောက်လုံးမှာနာကျင်စရာတွေကြီးပြင်းနေနေလိမ့်မယ်လို့တတိပေးကအခန်းထဲကနေကိုထွက်သွားခဲ့ပြီးတော့ဟာနာကလည်းသူ့ရဲ့ခင်မွန်းရဲ့ပြောစကားကြောင့် Alaska လေးရဲ့ရှေ့ဆက်မဲ့ဘဝခီးလန်းအတွက်ကိုမှတွေးကစိတ်ပူပန်နေရပါတော့တယ်။အဲ့ဒီလိုနဲ့နှစ်တွေအတော်တန်ကြာပြီးတဲ့ခါမှာတော့ Chris ကလည်းမနက်ခင်းတစ်ခုမှာတော့ဗရင်ပေါက်ကနေရှူကင်းတွေကြည့်နေရင်းနဲ့အတွေ့အတစ်ခုဝင်လာတာကြောင့်အပေါ်တက်ကနေအိမ်ရောက်ထက်ကိုဆင်းလာပြီးတော့သူ့ဇနီးရှိရာအခန်းထဲကိုဝင်လာခဲ့ပါတော့တယ်။ Chris ကလည်းကလေးတွေစော်ကစားနေတာကိုစောင့်ကြည့်နေတဲ့သူ့ရဲ့ဇနီးလေးကိုသူ့အနေနဲ့အရင်တုန်းကအချိန်တွေကိုပြန်လည်တတိယကြောင်းနဲ့အရင်တုန်းကအကြောင်းတွေကိုတွေးလိုက်ရင်သူ့အနေနဲ့နေရတာကအဆင်မပြေကြောင်းကိုပြောပြပါတယ်။ဟာနာကလည်းအဲ့ဒါကိုကြားတော့ Chris အဆင်မပြေတာကသူတို့ရဲ့ကလေးလေး Alaska လေးကြောင့်လားဆိုပြီးတော့ပြောတဲ့အခါမှာ Chris ကလည်းသူ့အနေနဲ့ Alaska လေးရဲ့ဘေးနားမှာရှိနေရရင်သူ့အနေနဲ့နေထိုင်ရခက်ခဲလာတာဖြစ်ပြီးတော့ဒီနေ့လဲသူအားနေတာကြောင့်သူတို့မိသားစုအတူတူအပြင်ကိုလမ်းလျှောက်လေးထွက်ကျင်ကြောင်းသူ့ရဲ့ဇနီးကိုပြောပြပါတယ်။ Chris ကလည်းပြောစရာရှိတာကိုပြောပြီးတော့အထံကနေကိုထွက်သွားတာနဲ့အင်ကူဒေါ်ကြီးကလည်းသူတို့မိသားစုဒီနေ့အပြင်သွားမှာဖြစ်ပြီးတော့ Alaska ကအိမ်မှာကြံရှိခဲ့မှာဖြစ်တာကြောင့်ကလေးလေးကိုစောင့်ရှောက်ဖို့ကိုမှားလိုက်ခဲ့ပါတယ်။ Chris ကလည်းပြောစရာရှိတာတွေကိုပြောပြီးတော့သွားပြီးတော့အခန်းထဲကိုပြန်လာကသူ့ရဲ့ဇနီးနဲ့ referencer လေးကိုပဲအပြင်ကိုထွက်ဖို့ခေါ်တာကြောင့်ဟာနာကလည်း Alaska လေးကိုရောမခေါ်ဘူးလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ Chris ကလည်း Alaska လေးကိုအင်ကူဒေါ်ကြီးကစောင့်ရှောက်ပေးထားမှာဖြစ်တာကြောင့်အိမ်မှာကြံခဲ့လေစိတ်ပူစရာမလိုကြောင်းပြောပေမဲ့ဟာနာကတော့ကလေးတစ်ယောက်စလုံးကိုဒန်းတူမျိုးအခွင့်အရေးတူတူပေးရမှာမဟုတ်ဘူးလားဆိုပြီးတော့ပြောတဲ့အခါမှာ Chris ကလည်းသူ့အနေနဲ့ဘယ်တော့မှ Alaska ပေါ်ကိုယုံကြည်ပြီးတော့ဂရုစိုက်မှာမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာဘာတွေများဆက်ဖြစ်အောင်မလဲဆိုတာကတော့ဆက်လက်ဆောင်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်။